ဘောဓိကုမာရယသိကဘုရင်ကြီးကိုလုံးဝမချီဘူးသူသင်္ကန်းမဲ့သူချုပ်တယ်အနာနာရောက်လာတဲ့ယသိဟိုတဲ့ဘုရင်ကိုလုံးဝမချီဘူးမကြည့်တဲ့အခါကျတော့ဘုရင်ကငါ့ကိုစိတ်ဆိုးလို့ငါနဲ့စကားများပြောတာဖြစ်လိမ့်မယ်ငါ့ကိုမကြည့်တာဖြစ်လိမ့်မယ်ဆိုပြီးတော့သူပြောတော့ကတော့ရှင်ထဲမှာဒေါသဖြစ်ရင်ဒေါသဖြစ်ခွင့်မပေးဘူးချက်ချင်းရှင်ထဲကနေပြီးတော့ထိန်းချုပ်ပြစ်မယ်လို့ငါ့ကိုသူပြောခဲ့တယ်အဲ့ဒါကြွားပြောတာဖြစ်နိုင်တယ်ပေါ့သူတကယ်ပဲသူဒေါသကိုသူထိန်းချုပ်နိုင်သလားဆိုတာဘုရင်ကြီးကမေးတယ်သူ့ကိုယသိကိုတက်ရိုက်မေးတော့ယံနုပုပ္ပိဝိကတ်ထိတ်တော်ပလံမိဝအပတိတော်ကိုတော်ကရခင်တော်ကဒေါသကိုလုံးဝထိန်းချုပ်မယ်လို့ကိုတော်ပြောခဲ့တယ်တကယ်ကိုအင်အားပေါ်မှာအမိပြုပြီးတော့ကိုတော်ထိန်းချုပ်တယ်လို့ပြောတယ်အခုကျတော့ကိုတော်တိတ်တိတ်လေးနေပြီးတော့သင်္ကန်းချုပ်နေတယ်ကိုယ်စိတ်ကိုမထိန်းနိုင်လို့ဒီလိုလုံနေတာလားလို့ဘုရင်ကြီးကပြောတဲ့အခါမှာဘောဓိကုမာရယသိကဒီဘုရင်ကငါ့ကိုဒေါသကြောင့်သူနဲ့စကားမပြောဘူးလို့ထင်နေတယ်ငါအခုသူ့ကိုရှင်းပြမယ်ငါဟာအမျက်ဒေါသရဲ့အလိုကိုဘယ်တော့မှမလိုက်လျောဘူးဖြစ်ပေါ်လာတဲ့အမျက်ဒေါသကိုငါဟာထိန်းချုပ်နိုင်တယ်ဆိုတာကိုငါပွင့်ပွင့်လင်းလင်းသူ့ကိုပြောပြမယ်ဆိုပြီးဥပ္ပစ္စည်းမေနမုတ်စိတ်ထားရှင်မင်းကြီးကျွန်ုပ်ရဲ့နဲ့မှာအမျက်ဒေါသမဖြစ်တာမဟုတ်ဘူးဖြစ်တယ်ဒါပေမဲ့လို့ကျွန်ုပ်လုံးဝထိန်းချုပ်တာတယ်နမေမုတ်စိတ်ဓာစီဝတော့အသက်ရှင်ရဲ့ဒီဒေါသအပြင်ထွက်လာမှာမဟုတ်ဘူးရဇံဝဝိပုလာဥထိခိဗ္ဗမေဝနိဝရေလွင့်ပြန်နေတဲ့မြူမုံတွေကိုမိုးရွာချလိုက်တဲ့အခါချက်ချင်းကြီးမြူမုံတွေပျောက်ကွယ်သွားသလိုငါရင်ထဲမှာဖြစ်လာတဲ့ဒေါသတွေကိုငါချက်ချင်းကြီးနှိပ်ကွက်ထိန်းချုပ်လိုက်လို့ငါရင်ထဲမှာဒေါသမဖြစ်တော့ဘူးလို့ပြောတဲ့အခါမှာဘုရင်ကြီးကအခုလိုပြောတာဒီပဲနဲ့သူဟာမန္တန်ရွတ်ပြီးတော့မြငါ့ကိုလှည့်စားမလို့လားလို့စိတ်ထဲကမဟုတ်တာလုပ်တဲ့လူကကြမ်းကြမ်းဖန်ဖန်ကြောက်တာပဲလေဒါကိုကမဟုတ်တာလုပ်တာကိုမဟုတ်တာလုပ်တော့ငါများချိန်ဆတာလားနော်သူကရဇံဝဝိပုလဥဒိခိဗ္ဗမေဝနိဝရေမြူမုံကြီးကိုမိုးကြီးရွာချလိုက်ပြီးထိန်းချုပ်လိုက်တယ်လို့ငါထိန်းချုပ်လိုက်တယ်လို့ဆိုတာငါများချိန်ဆတာလားလို့စိတ်ထဲကအဲ့လိုထင်တော့ယသိကိုပွင့်ပွင့်လင်းလင်းမေးတယ်ကိန်းတိဥပ္ပစ္စည်းနောမုတ်စီကိုရောရင်ထဲမှာဘာဖြစ်ပြီးတော့ဘာကိုမဖွင့်ပြတာလဲမထုတ်လွှင့်တာလဲကိန်းတိနမုတ်စီဇီဝတော့အသက်ရှင်ရဲ့အပြင်ကိုမလှုပ်ဘူးဆိုတာဘာကိုပြောတာလဲရဇံဝဝိပုလဝုဋ္ဌိကတမန္တနိဝရယေမိုးကြီးရွာချပြီးတော့မြူမုံတွေကိုထိန်းချုပ်တယ်မိုးကြီးနဲ့ထိန်းချုပ်တယ်ဆိုတာကိုရောဘာကိုထိန်းချုပ်တာတုံးလို့ကိုရောဘာဖြစ်ပြီးတော့အပြင်ကိုမထွက်အောင်လုပ်တာလဲအသက်ရှင်သမျှမလွတ်ဘူးဆိုတာဘာလဲမိုးရွာချလို့ပျောက်ကွယ်သွားအောင်ဖယ်ရှားလိုက်တယ်ဆိုတာဘာကိုပြောတာလဲလို့ဒီမေးခွန်းကိုဘုရင်ကနေမေးတော့ဒီရင်ထဲမှာဖြစ်ပေါ်လာတဲ့အမျက်ဒေါသရဲ့အပြစ်တွေရင်ထဲမှာကိုယ်ရင်ထဲမှာဖြစ်လာပြီဆိုရင်ဘယ်လိုအပြစ်တွေရှိတယ်အဲ့ဒီရင်ထဲကဒေါသတွေကိုဘယ်လိုတားဆီးတယ်ဆိုတာကိုအမျက်ဒေါသကိုထိန်းချုပ်တဲ့ဤစနစ်ကိုသူ့ရင်ထဲမှာဖြစ်နေတဲ့ဒေါသဘယ်လိုထိန်းချုပ်တယ်ဆိုတာကိုဘုရင်ကြီးနားလဲအောင်အဲ့ဒီဘောဓိကုမာရယသိကတရားဟောတယ်အဲ့ကြရှင်းပြတယ်ပေါ့